ကျွန်တော်ကိုနီးမျိုးစုံနဲ့တိုက်ခိုက်ခြင်းနဲ့လူတွေထဲမှာလက်ရှိစစ်တပ်ထဲကတူတူတက်ထိန်ဆိုတဲ့စစ်ခွေးတစ်ကောင်ရှိတယ်အဲ့ဒီခွေးကငထိန်နဲ့သူ့နာမည်တော့နော်ငထိန်ဘာပြောလဲကြည့်ပါဒီကောင်ဘာပြောပြီးကျွန်တော်ဘာပြန်ပြောမလဲဆိုတော့ကြည့်တော့သူကအပိုင်ဆိုပြီးသူကသူဆိုတာကြည့်ပါနော်ဆက်ရှယ်လေးနည်းနည်းခွဲပေးလိုက်အောင်နော်မင်းတို့ရဲ့ပကံစီအသိညနဲ့ကြားနော်ဆက်ရှယ်လေးနည်းနည်းခွဲပေးလိုက်အောင်မယ်မင်းတို့ရဲ့ပကံ तू ကကျွန်တော်ပကံစေးသမားပေါ့နော်တိုက်တယ်လို့ခေါ်လူမဆိုင်ဘူးကျွန်တော်နော်ခေါ်အဲ့သူ့အဆင့်ပဲအစိုးရနဲ့လက်တီးပုံးပြဝလုံးကောင်းနဲ့လာတာနေတဲ့အရာအရာပူလောင်ပြီးတော့တွေ့ရမြဆိုင်ဆိုင်ဆဲဆိုနေတဲ့ပကံစီးခဲ့တဲ့အသိဉာဏ်နော်အသိဉာဏ်နဲ့အော်ဒါတန်းတော့ဆက်ရှယ်လေးတွေ့ရမြဆဲဆိုနေတယ်ဆိုငါလူတိုင်းတွေ့ရမြကိုဆဲတာမင်းကိုယောက်ျားဆိုရင်ယောက်ျားစကားပြောရနော်ငါတွေ့တဲ့လူတိုင်းကိုကိုစီရဆဲနေတာအဲ့ဒါဆိုရင်တော့တွေ့ရမြလူတိုင်းကိုဆဲရဆိုစကလုံးတုံးလို့ရတယ်တွေ့ရမြလူတိုင်းကိုမဆဲဘဲနဲ့မင်းတို့လိုအောက်တန်းသားမျိုးကြမှာဆဲလို့ရှိရင်တော့ဒါကိုတွေ့ရမြလူတိုင်းကိုမင်းကိုဆဲလာနေပဲတွေ့ရမြလူတိုင်းကိုဆဲတယ်ဆိုစကားကိုတုံးဆွဲခွင့်မရှိဘူးနော်ယောက်ျားဆိုရင်စကားကိုမှန်မှန်ကန်ကန်ပြောရတယ်တိလားငထိတ်တိလားမင်းမယောက်ျားမဟုတ်ဘူးဆိုရင်တော့မကြိုက်ဘူးပြောဟုတ်ပြီလားအဲ့တော့ကြည့်အဲ့တော့ဒါလေးကြည့်လိုက်အောင်လာပါပြောမင်းပြအောင်ပြောမင်းပြအောင်ပြောမင်းတို့ကထိုင်းနိုင်ငံကြီးဝင်ကြည့်ဟုတ်တယ်အဲ့လားပြောညနေမှာ3နိုင်ပဲလောက်3နိုင်ပဲ4နိုင်ပဲကျွန်တော်ဘောလာပင်သွားတယ်ဟုတ်ပြီဘာဖြစ်တယ်မင်းမဲ့လေမင်းအောင်နိုင်ကိုထိုင်းနိုင်ငံထဲဝင်ကြီးကဘောပင်တယ်ဟဲ့ဖေးခန်းချင်းတဲ့ပြောကိုမေကိုလို့တိလားမင်းတို့တွေအဲ့ဒါဖြစ်လို့စကားပြောတာဆဲတော့ဆဲတယ်ဖြစ်တယ်ထိုင်းနိုင်ငံကြားရေးဝင်ကြီးကမင်းမဲ့လေမင်းအောင်နိုင်ကိုဘောလာပင်တယ်ဟဲ့ခလေးမင်းလမ်းဘေးမှာတွေ့တဲ့ခလေးတယောက်တော့ပြောကြည့်အဲ့စကားမှန်လားလို့စောက်ချက်မရှိဘူးလားမင်းစောက်ချက်ခွဲမှာမင်းကငါ့ကိုခွဲမှာဟမ်စောက်ချက်မရှိတာဘာတူလဲဟမ်ပြောစပြောဟုတ်တယ်ဟုတ်ပြီလားနော်နားလည်လားမသိစောက်ချက်လည်းမရှိဘူးပြောခဏပြောအဲ့လိုကောင်မျိုးနားတော့နေကောင်လေးမင်းတို့နော်ဟုတ်ပြီလားမင်းတို့အုံတော်ပြတ်တယ်ထည့်ပါတာမိပိအုံတော်ဆိုပြီးဘယ်နဲ့သူဖွင့်ပြသွားတဲ့သတင်းကတော့ရှေ့ရက်ကထိုင်းနိုင်ငံသားရေးဝန်ကြီးကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုတယ်ပြီးတော့ဒီလာမဲ့လုံမဲ့ရွေးကောက်ပွဲဟာမှန်ကန်တဲ့ရွေးကောက်ပွဲဖြစ်လို့မရဘူးအင်အားစုအားလုံးမပါတဲ့အတွက်ဒီရွေးကောက်ပွဲပေါ်သူတို့အနေနဲ့မထောက်ခံဘူးဆိုတဲ့စကားကိုပြောရတာဒါကိုလည်းထိုင်းနိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်ထုတ်ပြောခဲ့တဲ့သတင်းကိုပဲကျွန်တော်တင်ခဲ့တာကျွန်တော်မှားတာတခုမှမရှိဘူးနော်အခုသူကပြတဲ့ပုံကတော့ဒီနေ့ထိုင်းနိုင်ငံရေးဝန်ကြီးမြန်မာပြည်မှာမင်းအောင်နိုင်နဲ့တွေ့တဲ့ပုံကိုပြတယ်ဆက်ပြောသူပြောတာပြောပြီးကျွန်တော်ပြောပြမှာကြည့်နေဘယ်သူစောက်ရှက်ပွဲမလဲကြည့်အမှာနောက်လာပြလို့ရအောင်ဘလုံးကောင်းလေးလာတာအစိုးရလည်းလက်တီးဖို့ပြပြီးတော့အရာရောက်စဲဆိုရနေချင်းနဲ့ငါကနွားရပပန်းလေးစီရှောက်ပြောတော့ပပန်းလေးစီပြောတယ်ဆိုရင်မဟုတ်မမှန်တာကိုပြောတာကိုစီမဟုတ်မမှန်တာကိုပြောထားတဲ့စကားရှိယူလာလေမင်းမင်းကဖွင့်ပြသွားတဲ့ငါပြောထားတဲ့စကားထိုင်းနိုင်ငံသားဝင်ကြီးမပြောဘဲနဲ့ငါလုတ်ပြန်ပြောတာလားထိုင်းနိုင်ငံသားဝင်ကြီးပြောတဲ့စကားအမှန်လားမင်းလေးလာလို့မတိုက်မင်းဖေတွေကိုမေးကြည့်နောက်ကထိတ်တိလိုက်ရတိလားကိုမေကိုလို့ခွေးမျိုးတိလားမင်းကတဲ့ပြောတာမင်းယောက်ျားဆိုရင်ယောက်ျားစကားပြောတဲ့ပြောဘာဖြစ်လို့မဟုတ်ကကလင်ကကြည့်တွေပြောတာဟမ်စပ်မင်းစအဲ့အပြောအဲ့လေပဲကိုကြိုက်တဲ့ကောင်တော့တက်ရှိတယ်မင်းကောင်တက်ရှိတယ်အဲ့လူတွေတက်ရှိတယ်ဟာစစ်တဲ့ကိုဆဲဆူနော်လူရောင်သွားတယ်ဟာလားကျွန်တော်ပကံစီးတဲ့ဘောကလူရောင်သွားတယ်ဆိုတော့ဆရာတင်မရပါတယ်ဘောပြတယ်ဟုတ်ပြီနော်မင်းတို့ကောင်းမတင်တဲ့ကောင်ကြီးအဲ့လိုကောင်ကြီးနော်စောက်ရှက်လည်းမရှိဘူးစောက်ရှက်ဝကန်ကြွားကြမယ်ကောင်ကြီးနော်စောက်ရှက်ဝကန်ကြွားကြမယ်ကောင်ကြီးအဲ့တော့ဒီနေလီလုံးနေမိုင်းနေတယ်လူကကိုင်းရှောင်းမဲ့ကောင်ကြီးတို့နော်အဲပူလောင်စစ်တွေနိုင်ခြင်းနဲ့ဟုတ်လားဟမ်နိုင်ငံသားရဲ့တောင်ပေါ်တရားတွေနိုင်ငံသားတယောက်ရဲ့တောင်ပေါ်တရားတွေတော်လိလာကြည့်ဘာတွေလဲဟုတ်ပြီနော်ဒီမိုကရေစီဆိုပါတယ်ဒီမိုကရေစီစနစ်နိုင်ငံအုပ်ချုပ်တဲ့စနစ်တခုဟုတ်ပြီနော်လူတူတယောက်တပါတီကူစားပြီးတဲ့စနစ်မဟုတ်ဘူးဒီမိုကရေစီပါလေဟုတ်လားအဲ့တော့မင်းတို့ပြောတာနိုင်ငံရေးဆိုမိမိဒီမိုကရေစီဆိုမိမိကမင်းတို့သိတယ်ဆိုတာမနာနဲ့အမှန်ဟုတ်ပြီနော်ဒီမိုကရေစီလူခွင့်လွတ်လပ်စွာပညာသင်ဒီမိုကရေစီဆိုင်ဆန်လို့ရှိတယ်ဒီမိုကရေစီအနှစ်သာရရှိတယ်ဒီမိုကရေစီဆိုင်ဆန်လို့တော်လိလာကြည့်ကိုနဲ့တင်ပြီးကိုပတ်စေဟုတ်ပြီနော်အောင်းမွေးတယ်ငါပြငါနဲ့ပတ်သက်တဲ့ငါ့ရဲ့ဆွေးနွေးတော့ဘယ်ပါဒီမဲပဲခင်းနေမေးခဲ့ဘူးလွတ်လပ်ပိုင်ခွင့်ဟုတ်ပြီနော်မင်းအခုပြောရတဲ့ဗီဒီယိုဖိုင်ထဲမှာနော်ငါပြောတဲ့စကားဒီထိုင်းနိုင်ငံသားရေးဝင်ကြီးပြောတဲ့စကားကိုငါပြောခဲ့တာအခုမင်းမဲ့လေမင်းအောင်နိုင်ကိုဘောမတယ်ဆို2ယောက်တွဲပုံရိုက်တာနဲ့ဘောမတယ်လို့လက်မှတ်ပေးရမှာမင်းစောက်ရှက်မရှိဘူးလားဟမ်မင်းမဲ့လေမင်းအောင်နိုင်ကိုဘာလာပြောတာလဲတိလားဟမ်မမင်းမဲ့လေမင်းအောင်နိုင်ရှုပ်ထားတဲ့ကြားဖြန့်ကိစ္စကိုလာတွေ့တာ
တိလားမင်းတို့ထိုင်းနိုင်ငံသားရဲ့ဝင်ကြီးကမင်းတို့အမဲလင်ဘောလာမတယ်ဆိုရင်မင်းတို့အမဲလင်ထိုင်းမှာရှိတဲ့သူတွေကိုဘယ်လိုလုပ်မလဲစဉ်းစားလေအဲ့ဒါအဖြေပဲငထိန်ရဲ့ငါတို့ကလက်တွေ့ချပြတာထိုင်းနိုင်ငံသားရဲ့ဝင်ကြီးကိုယ်တိုင်ပြောတဲ့စကားကိုငါတို့ချပြထားတာမဟုတ်ဘဲနဲ့ငါပြောတယ်ဆိုရင်မလာခဲ့လေလာခဲ့အခုမင်းကဓာတ်ပုံလေးနှစ်ပုံတွေ့တာနဲ့ပဲမင်းအောင်နိုင်ကိုလာပြီးတော့ဘောမတယ်ပြောတာမင်းစောက်ချက်မရှိဘူးလားကမ္ဘာနိုင်ငံရဲ့ level အခြေအနေကိုမလစ်လာပဲနဲ့မင်းအောင်နိုင်ဘောတနေ့တည်းထိုင်ကြည့်ပြီးတော့မင်းအောင်နိုင်ကိုရှင်မရင်လို့မှတ်နေတဲ့မင်းတို့စောက်ဘောစကားကိုဘယ်သူကယုံမှာလဲဒါကိုပဲမင်းကတူများတကာတွေကိုအဲ့ကောင်စကားမျိုးကိုယုံတဲ့လူကရှိသေးတယ်ဟမ်ဟဲ့အောင်မင်းတို့လိုမျိုးကိုမေကိုလို့ခွေးမျိုးတွေမဟုတ်ပြည်သူကတိလားပြည်သူမှာအုံနောက်ရှိတယ်နော်ဒီလူကိုစီပြောတဲ့စကားမဟုတ်မှန်ပြောတာလားမှန်ကန်တဲ့ဟာကိုပြောတာသူတို့အုံနောက်နဲ့သူတို့စဉ်းစားလို့ရတယ်ငထိန်ပြောတဲ့စကားကိုလိုရကိုဆွဲပြောတာလားနော်ဓာတ်ပုံတစ်ပုံပြပြီးထင်ရန်ပြောတာသူတို့ပြောလို့ရတယ်နော်အဲ့တော့မင်းကပြောမယ်နော်ငါနောက်ထပ်တစ်ခုဗီဒီယိုဖိုင်ပြမယ်မင်းကြည့်တော့တိလားငါကိုယ်တိုင်ပြောတာလားလို့နော်ငါမင်းကငါကိုယ်တိုင်ပြောဗီဒီယိုဖိုင်ဖွင့်ပြရနော်မင်းတို့ဆရာတင်ထားတဲ့တိလားမင်းတို့ရဲ့ဆရာကြီးဆရာကြီးပေါ့ကွာမင်းတို့ဘောမထဲမှာဆိုရင်မင်းတို့တဲ့အများကြီးဘောင်ဝင်တဲ့ကောင်ပေါ့တိလားအဲ့ဒီကောင်ဘာပြောထားလဲပြဒီမှာကဒေါ်ဆောင်စုကိစ္စပေါ့ဒေါ်ဆောင်ကိစ္စပါလာတော့ကျွန်တော်ဒီချက်ပြောဒေါ်ဆောင်ကိစ္စပတ်သက်လို့ရှိရင်ဒီထိုင်းနိုင်ငံသားရေးဝန်ကြီးကဒီနေ့ဒီမနေ့ရပါတော့မနေ့ကထိုင်းမီဒီယာမှာသူရှိတယ်ထိုင်းမီဒီယာနဲ့ဒီနိုင်ငံမီဒီယာမှာသူရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒေါ်ဆောင်စုကိုလွတ်ပေးဖို့တင်ပြီးလွတ်ပေးတင်ပါပြီဆိုတော့သူအဲ့လေပြောတာတွေ့ရတယ်โอเคလွတ်ပေးဖို့တင်ပြီလို့သူကပြောတော့ကျွန်တော်ကဘာလို့စဉ်းစားလဲဆိုတော့ဒီလွတ်ပေးဖို့တင်ပြီလို့သူကပြောတယ်နောက်တစ်ခုကတစ်ချိန်တည်းမှာပဲဒေါ်ဆောင်စုကိုလွတ်ပေးဖို့တင်တယ်နောက်တစ်ခုကကျွန်တော်မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပရင်လေရွေးကောက်ပွဲကျင်းပရင်လေအာဆီယံနဲ့ပြန်ပြီးချိတ်ဆက်ဆက်ဆံနေဖို့ချင်းရတော့ကောင်းမှမချင်းသေးဘူးဆိုတော့သူပြောတယ်နော်ထိုင်းနိုင်ငံသားရေးဝန်ကြီးကဆိုတော့ထိုင်းနိုင်ငံရေးဝန်ကြီးကအဲ့လိုပြောတယ်ကျွန်တော်စဉ်းစားတာပေါ့နော်ဒါကြီးကိုကြည့်ပြီးတော့ high လုပ်ပြီးတော့ပြောထည့်ပြောရင်အကြောင်းရင်းလည်းအကြောင်းရှိလို့ပေါ့နော်ဒီမှာရှေ့မှာလည်းကိုကြည်လို့ဘာပြောထားတာရှိတော့နောက်တစ်ခါကြားတယ်နော်ငထိတ်မင်းတို့အမိတ်လင်ကိုယ်တိုင်ပြောထားတာတွေ့လားအခုမင်းကဖွင့်ပြတဲ့အကြောင်းအရာငါပြောတာနဲ့သူပြောတာသူပဲတွေ့တယ်မလားအေးအဲ့တော့ငါမဟုတ်မှန်ပြောတာလားမင်းအမိတ်လင်ကိုယ်တိုင်ဝန်ခံထားတာလားဟုတ်မှာမြင်ပြီလားအေးစောက်ချက်ပွဲတာအဲ့ဆိုဘလူးတယ်တိလားရှက်တတ်လားမင်းရှက်မတတ်ဘူးမလားမင်းစောက်ပွဲပဲရှက်တတ်မင်းမေဖာရမမင်းကိုမမတုံတင်ထားတာဟဲ့ဟမ်သူများပေါ်မဟုတ်တာမမှန်တာမပြောရဘူးနော်ဟုတ်မှန်တဲ့စကားကိုပြောရသားရည်လို့မင်းမေထားတယ်မမင်းမတုံနေနာဟဲ့ယူမင်းဘယ်လိုတိမလဲနားတယ်မလားအေးမင်းဆက်နာတော့ငါဆဲပေးတာငါလူတိုင်းမဆဲဘူးရအောင်တိလားတန်ရပဲရမင်းတို့အောက်တန်းသားကိုမေကိုလိုခွေးမျိုးအဲ့လိုစကားမျိုးတွေပဲတုတ်ပြန်တိလားစစ်ခွေးဖြစ်တာကိုဂုံယူစက်ဂုံယူအမှနော်ငါ့ကိုတူများနေပြောနေတယ်ပြည်သူကငါတို့စစ်တပ်ကိုဘာဖြစ်လို့လက်မခံတာလဲမင်းကောင်းကမတွေးနဲ့တွေးအတွက်တတ်တဲ့အုံတော့မင်းမမရှိဘူးမလားရစစ်ခွေးပဲဆက်လို့တိလားရတာရှိတာကွာကြားတယ်နော်ငါထိတ်အေးအဲ့ဒါပဲဘလူးစောက်ချက်ပွဲလေကိုနော်မင်းစောက်ချက်ပွဲလားငါစောက်ချက်ပွဲလားငါပြောလာတာမှန်တဲ့စကားလေထိုင်းနိုင်ငံတိုင်းဝင်ကြီးကိုယ်တိုင်ပြောခဲ့တဲ့စကားလေမီဒီယာကိုပြောခဲ့တဲ့စကားကိုငါပြန်ပြောတာလေဟမ်ဘလူးစောက်ချက်ပွဲလေလေ့လာလို့ပြောတယ်သိလားမင်းတို့ဘဝလားမင်းတို့ကိုဘသူကဓာတ်ပုံလေးတွဲရိုက်ခံမလဲဘသူကလက်ဆွဲနှုတ်ဆက်မလဲဟမ်အဲ့ဒါတော့လိုက်မျောနေရတဲ့ဘဝတိတာကြီးခုကြည့်ထိုင်းနိုင်ငံတိုင်းဝင်ကြီးမြန်မာပြည်လာတာနဲ့မတိဖင်လန်တန်ယုံလို့ဘယ်ရောက်ကုန်ပြီလဲဟမ်ဒိန်းမတ်တို့ဖင်လန်တို့တန်ယုံနေဘယ်လိုလုပ်ပြီလဲအေးအဲ့လားပဲနိုင်ငံတကာမင်းတို့စောက်စိတ်ကိုဘယ်လိုထားအဲ့လားပဲအဲ့လားကိုမင်းကစောက်ချက်မရှိဘာဖြစ်လဲထိုင်းနိုင်ငံတိုင်းဝင်ကြီးကမင်းရောက်နိုင်ကိုဘောလာမတယ်ဖင်ခံလိုက်လေအမဟမ်ပြောရဲတဲ့မင်းပစံငါအံ့အောင်လို့မစုံဘူးအကောင်းပြောတာမှငါထိတ်ရင်အကောင်းပြောတာမင်းတလောက်တောင်ကိုအောက်တန်းသားဂုံကိုခံမယ်လို့ငါမတွေးထားဘူးဖင်လန်တန်ရုံးပိတ်သွားပြီမဟုတ်လားပိတ်တော့မှမလားကျင်ညာထားပြီနော်ဒိမတ်တန်မြုံဘာတွေကျင်ညာထားလဲလစ်လာနည်းနည်းစောက်ခေါင်းထဲမှာနေပြီးထင်ရတယ်ပြောမနေနဲ့ဘာမင်းကမှတော့စောက်ချက်ကွဲမယ်ဟဲ့ဒီနေ့ချိန်ထိမဟုတ်မမှန်တာကိုပြောပြီးထားတဲ့စကားငါတလုံးမှမရှိဘူးရှိရင်မင်းတို့ယူလာပဲငါဒါအဲ့လိုမဟုတ်မမှန်တာကိုတခွန်းလောက်ပြောကြည့်မင်းတို့ကောင်တွေဘလို့ဖြစ်ပြီလဲပြောစရာစကားလုံးမရှိတော့မှကြံဖန်ပြီးအခုကြည့်ငါပြောတာစကားပြီးတော့မတိပဲငါမဟုတ်မမှန်ပြောထားတယ်လို့ဟမ်
ကြော်မျိုးမင်းမင်းမဲ့လေကြော်မျိုးမင်းကိုလည်းဝန်ခံထားတာတွေ့ရမလားအဲ့ဒါအဖြေပဲတိလားနော်အဲ့တော့အများကြီးမပြောဘူးမင်းတို့နောက်ဆိုရင်ငထိတ်မင်းငါ့ကိုတအားနိုင်ခြင်းတယ်မလားနိုင်ခြင်းတယ်ဆိုလို့ရှိရင်မင်းတို့ငါပြောမယ်ရိုးရိုးလေးပဲမင်းနေတိလားငါ့ရဲ့အမှားကိုစောက်လူဆိုတာတော့တကွေးမို့တကွေးမှားတတ်မှာပဲဟုတ်တယ်နော်မင်းငါ့ကိုစော်ခြင်းငါတကယ်မှားတဲ့ဟာကိုမင်းအမှထောက်ပြီးစော်အဲ့ဒါဆိုရင်မင်းနဲ့တိတ်ခါမကြောက်အခုလိုဟာမျိုးနိုင်ခြင်းစောနဲ့နော်မရင်မရပလေးပစားတာတွေအဟုတ်လို့ပြီးရုပ်တည်နေအဲ့လိုမျိုးပြောလို့ရှိရင်မင်းစောက်ပေါ်ပဲဖြစ်လိမ့်ဘာလို့ဒီမင်းရုပ်တံကိုချိတဲ့လူကငါရုပ်တံကိုချိတဲ့လူခေါင်းထဲမှာအုံနောက်ရှိတယ်စစ်တပ်ကိုအားပေးတဲ့လူပဲဖြစ်ဖြစ်နော်ကြက်ဖို့ပါတီဝင်ဖြစ်နေတယ်အဲ့လူတွေခေါင်းထဲမှာအုံနောက်ရှိတယ်နော်မင်းဘက်ကိုဘက်ဆိုတဲ့ဟာမျိုးလောက်ပဲဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့သူတို့ကအမှားမှန်ကိုသူတို့ကအကောင်းကောင်းခွဲခြားတတ်တယ်သူတို့ရဲ့လူထမင်းစားတာနော်ဒီဘက်တော်လာဘက်အချမ်းကတော့မင်းတို့လူတို့ထဲမတော်တဲ့ငါပြောကြမလို့အဓိကမင်းတို့ထောက်ခံတဲ့ဘက်အချမ်းမှာလဲလူလိုအတိတရားရှိတဲ့လူတွေအများကြီးရှိတယ်နော်အဲ့လားလေးပြောချင်လို့သိလားအဲ့တော့စောက်ရှက်ပွဲတာဘယ်လိုပွဲတာလဲအေးအဲ့လားပဲနော်အဲ့ဒါဘာကြောင့်လဲသိလားငါဘယ်နည်းပြောသလိုမင်းနာအောင်မင်းမေကိုအစဲပေးတယ်သိလားမင်းမေလည်းမသိသေးဘူးမလားတွေ့ရင်ပြောလိုက်ကိုမွေးထားတဲ့သားနရွက်ဖတ်ကြိုက်တဲ့ဟာမျိုးမဖြစ်စေနဲ့နော်မှားတာမှန်တာကိုရွာလောက်ကြည့်ပြီးတော့ငါသားစစ်သားကိုပြည်သူကလက်ခံရမယ်ငါသားစစ်သားကိုတိုက်ခိုက်တဲ့လူဘာဆိုရင်တော့အဲ့ဒီဘွားကြီးထမင်းမစားနဲ့လို့ပြောလိုက်နော်သူများနိုင်ငံတွေဘလို့နေတယ်သူများစစ်သားတွေပြည်သူကိုဘလို့ဆက်ဆံတယ်ဒီလက်ရှိမြန်မာပြည်မှာပြည်သူအများစုကဘာဖြစ်လို့စစ်တပ်ကိုလက်မခံတာလဲလက်မခံလာတဲ့စစ်တပ်ကိုကောင်းမွန်လာအောင်လက်ခံလာအောင်ရိုတေလာအောင်လေးစားလာအောင်လုပ်ရမယ့်အစားအခုလိုစောက်ကျင့်မျိုးတဲ့လိုက်လုံနေတာဒီစစ်တပ်ရဲ့တိတ်ခါကိုမြင့်တင်တာလားစစ်တပ်ကိုဖျက်ဆီးနေတာလားစစ်ခွေးဖြစ်တာကိုဂုံယူလို့ထင်လို့ရှိရင်တော့မင်းတဘောပဲနော်ငါပြောတဲ့စကားမှားတာရှိလာခဲ့ယူလာခဲ့သိလားဘာဖြစ်လဲထိုင်းနိုင်ငံသားရေးဝန်ကြီးကမင်းအောင်နိုင်ကိုဘောမှာဟုတ်လားအေးမင်းပြောတဲ့ခေါင်းစဉ်လေးငါဒီထဲမှာပြောလိုက်ပြီအောက်ကငထိန်ပြောတာဆိုပြီးတော့နော်သိလားကွန်မန်းတွေကိုမင်းကြည့်လိုက်အဲ့ဒါကငါပြောမယ်မင်းကစောက်ချက်မှမရှိတာသိလားဘာဖြစ်လဲပကံဆေးတဲ့ကောင်ဘာဖြစ်လဲစောက်ချက်ပွဲမယ်အခုတော့ဘယ်လိုစောက်ချက်ပွဲသွားလဲအဲ့ဒါပဲငထိန်သိလားဟဲ့အောင်စင်ပြူမျက်နှာဆိုတာစင်မဲကြည့်မှုဝင်မင်းတို့စောက်ခွက်တွေကစင်မဲအစ်င်အောင်မရှိဘူးကျွဲမဲအစ်င်ပဲရှိတယ်သိလားလာမရှင်နဲ့နော်လာမရှင်နဲ့ကိုစောက်စင်ကိုတိသိလားမင်းစောက်စင်ကဂျလေဘီဘောနဲ့တက်လာပြီးစစ်ထဲကိုဝင်စစ်ထဲမှာတက်ထိန်းလေးလို့ရတဲ့လက်ကလေးနဲ့ချုံးချန်ချွေတာပြီးတော့ဟိုဟာလေးလို့လီလက်ဖေးလောင်နှိမ့်တိုင်းနှက်မှန်အောင်တောက်နိုင်တဲ့စောက်စင်မဟုတ်ဘူးသိလားဟဲ့မွေးတဲ့ကဆွေနဲ့မျိုးနဲ့အတိုင်းဝိုင်းနဲ့မွေးလာပြီးကြီးပြင်းလာတာသူများထိုင်းနိုင်ငံရောက်မှလားငါတို့ဘဝသူများရှိကအလုပ်ဆိုတော့လှုပ်ဘူးလားသိလားအဲ့လောက်စောက်စင်နဲ့တက်မလာနဲ့နော်အဲ့တော့ပကံဆေးတဲ့ကောင်ကိုစောက်ချက်ဖွဲအောင်မဟုတ်လားအေးခွဲအခုလူစောက်ချက်ပွဲသွားတယ်စိတ်မကောင်းဘူးကွာနော်ငါမရည်ရပါဘူးမင်းဝင်တိုးလာပါတိလားဘိုင်ဘိုင်